July ma saတွေ့ခဲ့ရတီလေးရဲ့ပေါ်ရသောစကားလုံးများကိုပြောခဲ့အပေါ်တွေပါပြောတတ်ခဲ့တဲ့ချင်းလေးရဲ့တကယ်ပါချစ်မိသွားပြီဒီလေးရဲ့ July ma saတွေ့ခဲ့ရတီလေးရဲ့ပေါ်ရသောစကားလုံးများကိုပြောခဲ့အပေါ်တွေပါပြောတတ်ခဲ့တဲ့ချင်းလေးရဲ့တကယ်ပါချစ်မိသွားပြီဒီလေးရဲ့ငါဆိုရမင်းတို့နမနဲ့မင်းငါငိုင်းနမတစ်ဖေဟာမချစ်တဲ့ဟိုဘဲကိုရောဖုန်းနဲ့ခဏခဏဆက်ဖြစ်ရဲ့လားငါကိုချဆိုင်လက်တွေ့ပြီးဟိုဘဲကြတော့ပပလစ်တွေ့တာဘလို့ဖြစ်ငါကမင်းကိုအသက်ထပ်ပူပြီးဆက်ချစ်စေပါမင်းပြုတ်တယ်လို့စော့ပါတော့ကိုကမင်းစော့နေကြမိုဘိုင်းလေးချက်လို့မင်းဟိုဘဲနဲ့စော့တဲ့ချိန်ဆိုကိုမှတယောက်တည်းခြုံနေဖြစ်ကန်ကိုမင်းသက်ဆက်ရှင်ဖို့အတွက်ကိုကပါပေးပြီးအသက်ကိုပေးစမ်းလို့ကပါပေးတာအသိများတော့လည်းအစဲခံရပြီးငါနဲ့မစော့နဲ့တို့နေရဆက်တဲ့ငါရဲ့အသေးကိုတက်ခွေတာနေပြောခဲ့ဘူးတဲ့ငါ့ကိုလုံးမပတ်သက်နေဟာငါမစိမ့်နဲ့ပဲရက်တော့ပြီးတော့ပလက်လင်ကနောက်ဆုံးတော့ထွက်ပေါ်လာတဲ့မင်းတို့ညရဲ့လက်ထပ်ပွဲဟာနေရဆက်တဲ့ငါရဲ့အသေးကိုတက်ခွေတာနေပြောခဲ့ဘူးတဲ့ငါ့ကိုလုံးမပတ်သက်နေဟာငါမစိမ့်နဲ့ပဲရက်တော့ပြီးတော့ပလက်လင်ကနောက်ဆုံးတော့ထွက်ပေါ်လာတဲ့မင်းတို့ညရဲ့လက်ထပ်ပွဲကြောင့်ညစီတိုင်းကမျက်ရည်များစွာကြားခဲ့ဘူးပါတယ်ညဆိုအိမ်မပြောလို့မနဲ့ဆိုရင်ငါခေါင်းရမူလာတယ်ဒါတွေပြောပြနေလဲမင်းတွေ့ဆိုရင်ဘာမှမထူပါကွယ်ရှင်းပြောပြရရင်မင်းစိတ်နဲ့ငါစားလဲယူပါတယ်မင်းတို့လက်ထပ်ပွဲမှာငါရဲ့အသက်ကိုလက်ဖွဲ့ပေးပါတယ်နောက်ဆိုမတွေ့ရဘူးဒီလောကတွေကအပြီးဆုံးထွက်ခွာမယ်ရိုးတက်လဲသေးပါတယ်ချစ်တယ်ပြောပြီးမတတ်ပါနဲ့ငါရဲ့အားနဲ့ချက်ကမင်းမရှိရင်လုံးဝမျက်နှာငယ် July မှာစာတွေ့ခဲ့ရတီလေးရဲ့ပေါ်ရသောစကားလုံးများကိုပြောခဲ့အပေါ်တွေပါပြောတတ်ခဲ့တဲ့ချင်းလေးရဲ့တကယ်ပါချစ်မိသွားပြီဒီလေးရဲ့ July မှာစာတွေ့ခဲ့ရတီလေးရဲ့ပေါ်ရသောစကားလုံးများကိုပြောခဲ့အပေါ်တွေပါပြောတတ်ခဲ့တဲ့ချင်းလေးရဲ့တကယ်ပါချစ်မိသွားပြီဒီလေးရဲ့